မင်းကလေးဟာမိုးရွာတဲ့အခါသူမကိုသူမဖျောက်ဖျက်လို့ရမှန်းသိရှိသွားခဲ့ပါတယ်။သူမဟာ boss ဖြစ်သူကသူမရဲ့လစာကိုမတရားဖျက်တောက်နေခဲ့တာကိုတွေးမိသွားပြီးနောက် boss ကိုကလဲစားချဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူမဟာ boss ရဲ့ရုံးခန်းထဲကိုတိတ်တဆိတ်ဝင်သွားပြီးသူအနှစ်သက်ဆုံးတစ်ပင်လေးတွေကိုရေနွေးတွေလောင်းထည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ boss ပြန်ရောက်လာခဲ့ပြီးရေတောက်ဖို့လုပ်ပါတယ်။အဲ့ဒီအခါမင်းကလေးကသူ့ရဲ့ဖန်ခွက်ကိုလှမ်းဆွဲလိုက်ပါတယ်။ဆွဲလိုက်တဲ့အချိန်ကပြင်းထန်သွားခဲ့လို့ boss ဟာရေတွေကိုသူမအပေါ်ကိုမတော်တဆလှမ်းပတ်မိတယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ boss ကတော့အနားမှာလူရှိနေမှမသိပဲဆိုဖာပေါ်ကရေတွေကိုပဲအမြန်တုပ်လိုက်ပါတယ်မင်းကလေးမှာတော့ဆိုဖာရဲ့ထောက်ဆုံးလေးမှာကပ်ပြီးလဲနေရရှာပါတယ်အဲ့ဒီနောက်မိုးတိတ်သွားခဲ့ပြီးမင်းကလေးရဲ့ကိုပြောက်ဆွမ်းရင်ကလည်းပြည့်ပြည့်သွားခဲ့ပါတယ် boss ဟာရုတ်တရက်လန့်ဖြတ်သွားပြီးသူမကိုဒီမှာဘာလုပ်နေတာလဲလို့မေးပါတော့တယ်မထင်မှတ်ပဲမင်းကလေးကကျမရှင်ကိုအများကြီးချစ်လို့ပါဒါကြောင့်ရှင်ရုံးခန်းထဲကိုတိတ်တဆိတ်ဝင်လာခဲ့တာလို့ပြောလိုက်ပါတယ်ဒါကိုကြားပြီးနောက် boss ကသူမကိုထွက်သွားဖို့ပြောလိုက်ပါတယ်ဒါပေမဲ့နောက်တနေ့မှာတော့ကိုပြောက်နေတဲ့မင်းကလေးဟာရုံးခန်းထဲကိုပြန်ရောက်လာပြန်ပါတယ်သူမဟာ boss အလုပ်လုပ်တာကိုကြည့်ကျင်လို့သူ့ရဲ့စာပွဲခုံပေါ်မှာထိုင်နေခဲ့ပါတယ်မင်းကလေးမသိခဲ့တာကဒီတစ်ချိန်မှာတော့ boss ကသူမကိုမြင်နေရတာပဲဖြစ်ပါတယ်ဒါပေမဲ့သူကမြင်ရမှန်းထုတ်မပြောခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲ boss ကိုသဘောကျနေတဲ့အမျိုးသမီးတဦးဝင်လာခဲ့ပါတယ်သူမက boss ကိုမူနွဲ့နွဲ့နဲ့ကျမအကြည့်တွေမတော်တဆရေဆိုသွားလို့ရှင်းကုတ်အင်ဂျီခဏငှားလို့ရမလားလို့မေးပါတယ်ဒါပေမဲ့ boss ကတော့စိတ်မရှိတဲ့ပုံစံနဲ့သူမကိုထွက်သွားဖို့ပြောလိုက်ပါတယ်မင်းကလေးကဒါကိုမြင်တော့လမ်းခွဲတဲ့တခြင်းတစ်ပုတ်ကိုဆိုပြပါတော့တယ် boss ဟာသူမရဲ့အတန်မမှန်တဲ့တခြင်းဆိုတန်ကိုကြားပြီးရေလဲရဲခြင်းကိုလည်းငိုခြင်းဖြစ်သွားပါတော့တယ်